ကျွန်တော်ဘကုံးမြို့မှာအင်ချင်မီဝယ်ယူတဲ့အခါမှာတွေးတဲ့နေရာကိုတွေးတဲ့ရက်ကွက်ကိုအဆင်ပြေစွာဝယ်လိုက်လို့မရအောင်ပေါ့နော်ကိုဝယ်လိုက်တဲ့နေရာဟာလူကြိုက်များပြီးတော့ရေရှိမှာတက်လာဖို့အတွက်ရာခိုင်နှုန်းများမယ်ဆိုတဲ့အနေအထားပုံစံမျိုးတွေကျွန်တော်တို့ရွေးချယ်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးမှာရှိနေတဲ့ရက်ကွက်တွေကဘယ်လိုမျိုးတွေမှာရှိလဲပေါ့နော်ဆိုတော့ဘကိုးတစ်မျိုးလုံးစာကိုသုံးသပ်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုဟာအေးစေအင်ချင်မီမိုဝယ်ခင်မှာဘလို့ဖြစ်ဖြစ်အသုံးချလို့ရမှာဖြစ်ပါတယ်ဗျာအခုတွေ့နေရတော့ကျွန်တော်တို့ပဲခူးမြို့မြေပုံဖြစ်တယ်ပေါ့နော်ဆိုတော့ပဲခူးမြို့မြေပုံမှာဆိုရင်ကျွန်တော်တို့အဓိကအားဖြင့်ရက်ကွက်ကကျွန်တော်တို့31ရက်ကွက်ထိရှိမယ်အဲ့ဒီ31ရက်ကွက်လုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့အဓိကတော်တော်များများစိတ်သဘောကျကြတယ်ခဏခဏမီးကြတဲ့ရက်ကွက်လေးလည်းကျွန်တော်ပြပြပေးပဲပေါ့နော်အဲ့ဒီမှာရက်ကွက်တစ်ခုချင်းစီမှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးလေးရှိတယ်ဆိုတော့ရက်ကွက်နာမည်လေးနဲ့နေရာလေးနဲ့ကျွန်တော်ပြပြပေးမယ်ပေါ့နော်အရင်ဦးဆုံးကတော့ကျွန်တော်တို့ဥဒ္ဒမျိုးသစ်ရက်ကွက်ကြီး1အကြောင်းလေးပြပြပေးချင်ပါတယ်ဆိုတော့ဥဒ္ဒမျိုးသစ်ရက်ကွက်ကြီး1ကကျွန်တော်တို့ဘယ်နားမှာရှိမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်1ဆိုတဲ့နေရာလေးတွေ့မှာပေါ့သူရဲ့အဓိက area အကျယ်ဝန်းอ่ะဆိုလို့ရှိရင်အချမ်းပြင်းအားဖြင့်ကျွန်တော်တို့ဘယ်လိုပုံစံမျိုးမှရှိနေမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ1ကဒီဘက်အနော်ရထာလမ်းနဲ့ဒီဘက်မဟာကြီးဘက်ပေါ့နော်တိုးချက်ဒီဘက်ထိပါကျွန်တော်တို့ပါသွားမဲ့အနေအထားတစ်ခုမှရှိဆိုတော့ကျွန်တော်ရက်ကွက်ကြီး1ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါတော်တော်များများဒါကျွန်တော်ကိုယ်တိုင်လည်းဒီဘက်ရက်ကွက်တွေမှာနေခဲ့တဲ့ထဲမှာလည်းပါတယ်ဆိုတော့ဒီကိုယ့်ရက်ကွက်ဖြစ်တဲ့ညီပေါ့နော်ဒီရက်ကွက်တွေနဲ့ပတ်သက်လာပြီဆိုရင်တော်တော်လေးတော့ဟိုဟိုဖြတ်သွားဖြတ်လာငယ်တွေကရှိတဲ့အနေအထားတွေမှာတော့တွေ့ရတယ်ရက်ကွက်ကြီး100ဆိုလို့ရှိရင်ကျွန်တော်တို့အရင်အခြေအနေတိုင်းသာကြည့်မယ်ဆိုရင်သူ့ရဲ့နေရာကဘယ်လိုပုံစံမျိုးမှရှိမလဲဆိုရင်သူကတော်တော်လေးဟိုမှာအရင်တော့ဆိုရင်တောလိုပဲဖြစ်နေတာပေါ့နော်ကျွန်တော်တို့ဆိုငယ်ငယ်ကဒီဘယ်လိုပုံစံမျိုးမှရှိလဲဆိုလို့ရှိရင်ဒီရာဇဝင်ကားတွေတော်ရင်နန်းတွင်းကားတွေလမ်းတောင်မှဒီမှာလာရိုက်တဲ့အခြေအနေမျိုးတွေထိကျွန်တော်တို့တွေ့ဘူးတယ်ပေါ့နော်ထားပါတော့ဆိုတော့အဲ့လိုမျိုးဖြစ်နေတဲ့ရက်ကွက်ဟာဆိုလို့ရှိရင်အခုချိန်ထိလည်းကျွန်တော်တို့ဝယ်လိုရမှာကတော်တော်လေးနေတဲ့ထဲမှာလည်းပါနေတော့မယ်အဓိကဒီလိုရက်ကွက်မျိုးတွေဝယ်တဲ့အခါမှာသတိထားမှာကဒီ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 နားမှာရှိတဲ့ဒီရက်ကွက်ထဲကလူတွေဒီနေ့ကနေထားတဲ့လူတွေလောက်ပဲအဓိကထားဝယ်တာမျိုးတွေ့ရတယ်ဆိုတာကိုအရင်ဆုံးပြောလို့တယ်ပေါ့နော်အဓိကတော့ဒီရက်ကွက်တွေမှာဆိုလို့ရှိရင်အဓိကစားစာတမ်းမျိုးစားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကစလစ်တွေပို့ပြီးတွေ့ရမယ်စာချုပ်တွေလည်းတွေ့ရမယ်ပေါ့နော်ဟိုတော်တော်များများတော့စလစ်လက်လေးသစ္စာပုံစံမျိုးတွေကျွန်တော်တို့အများဆုံးတွေ့ရပါလိမ့်မယ်ဆိုတော့ဟိုစားစာတမ်းခိုင်မာတဲ့မြေမျိုးစားတွေမှာပါတယ်သူ့ရဲ့မြေမျက်နှာသစ်ပြင်အားဆိုလို့ရှိရင်ကျွန်တော်ပဲခူးမျိုးရဲ့အဓိကမျိုးရှောင်လမ်းမကြီးပေါ့နော်မျိုးရှောင်လမ်းမကြီးရဲ့ဟိုမေးတင်လည်းဖြစ်မယ်ပေါ့နော်ဆိုတော့တော်တော်လေးဟိုမှာဒီမြူးချောင်းနဲ့ကတ်တဲ့နေသားတစ်ခုမှာပို့ပြီးတော့တွေ့ရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ရန်ကုန်မန်းလေးလမ်းမနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့နည်းနည်းတော့လှမ်းနေသေးတယ်လို့ကျွန်တော်တို့အကြမ်းဖျင်းပြောလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရက်ကွက်ကြီး1အကြောင်းဖြစ်ပါတယ်ဆိုတော့အခုအခြေအနေလေးတွေကကျတော့ကျွန်တော်တို့ဒီနောက်ပိုင်းတိုးတက်ပြောင်းလဲလာတဲ့အနေအထားပေါ်မူတည်ပြီးတော့ပြောင်းလဲမှာပေါ့နော်လက်တော်မှာတော့ဒါဒီအနေအထားမှာတော့တိတ်ပြီးတော့ဒီတိုင်းပဲဖြစ်နေဦးမယ်ပေါ့နော်ဆိုတော့နောက်တစ်ခါတော့ကျွန်တော်တို့ရက်ကွက်ကြီး2ပေါ့နော်ရက်ကွက်ကြီး2ဥဒ္ဒမျိုးသစ်2ဆိုလို့ရှိရင်ဒါအားလုံးသိကြတဲ့ဒါမဟာမြိုင်လို့သိကြတဲ့ရက်ကွက်ပြောချင်တာပေါ့နော်ဒီမှာကျွန်တော်ဗိုလ်ချုပ်အောင်ဆန်းလန်ကနေပြီးတော့ဒီဘက်ပေါ့နော်ကျွန်းသာရာအထိပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ရက်ကွက်ကြီး2လို့ခေါ်တယ်ကျွန်တော်တို့လူကြိုက်များတဲ့ရက်ကွက်တွေဆိုရင်ရန်ကုန်မန္တလေးနဲ့နီးတဲ့နေရာမျိုးတွေဆိုရင်ကျွန်တော်တို့ပို့ပြီးတော့လူကြိုက်များမယ်ပြီးလို့ရှိရင်ဒီဘက် channel တွေဆိုရင်ကျွန်တော်ပါထူးနဲ့ပို့ပြီးတော့နီးသွားမဲ့အနေထားမှာတွေ့ရမယ်ပေါ့နော်ဆိုတော့ဒီရက်ကွက်ကတော့ကျွန်တော်တို့ဒီဥဒ္ဒမျိုးသစ်ရက်ကွက်ကြီးဒီမှာဆိုလို့ရှိရင်တစ်ကနေ6တိရှိမယ်ပေါ့နော်တစ်ကနေ6ဆိုတဲ့ဟာမှာကျတော့တော်တော်များများတစ်ကနေ6ကဒီဘက်တစ်ချမ်းလုံးဒီဘက်ဒါတစ်ကနေ6လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီရက်ကွက်ရဲ့ထက်မှာဥဒ္ဒမျိုးသစ်ရက်ကွက်ကြီး2ဆိုတာ2ကကျွန်တော်စီးပွားရေးလုပ်ဖို့အတွက်ကောင်းတယ်နေဖို့အတွက်လည်းဒါတော်တော်လေးဒီဥဒ္ဒမျိုးသစ်ရဲ့ဒီဘက်ချမ်းတဲ့ထက်မှာဆိုရင်သူကအတိုးတက်ဆုံးဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရက်ကွက်တွေရွေးချယ်တဲ့အခါမှာဘယ်နေရာတွေကိုအဓိကထားရွေးချယ်ကြလဲမေးလို့ရှိရင်ကျွန်တော်တို့ဥဒ္ဒမျိုးသစ်ရက်ကွက်ကြီး2ကိုပဲအဓိကထားပြီးတော့ကျွန်တော်တို့ရွေးချယ်ကြရတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ရက်ကွက်ကြီး2အကြောင်းပေါ့နော်သူကတော့ခရမ်းတွေပိုများမယ်ပြီးတော့ခရမ်းတွေပါမစ်တွေပိုများမယ်ပေါ့နော်လက်သေးသေးသာစလစ်တွေတော့တွေ့ရတာနေတယ်အဓိကတော့ကျွန်တော်တို့ဓာတ်ပုံစလစ်ပုံစံမျိုးလေးပေါ့နော်လူပုံတပုံပါတဲ့ပုံစံမျိုးတွေတွေ့ရမယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ရက်ကွက်ကြီး2အကြောင်းဖြစ်ပါတယ်နောက်တစ်ခါတော့ကျွန်တော်တို့ဘာအကြောင်းလဲဆိုလို့ရှိရင်ကျွန်တော်ရက်ကွက်ကြီး3အကြောင်းပါဆိုတော့ရက်ကွက်ကြီး3ကတော့ကျွန်တော်တို့ဒီတော်တော်လေးကိုဒီထဲမှာဆိုလို့ရှိရင်လည်းဒါနော်ရထားလမ်းနဲ့ကျွန်တော်တို့ဒီဘက်မှာဆိုရင်ကျွန်တော်တို့10မြောင်းလမ်းကြားမှာရှိမယ်ပေါ့နော်ဆိုတော့ရက်ကွက်ကြီး3ကတော့နည်းနည်းလေးလူပြတ်တယ်ကျွန်တော်တို့ဟိုလုပ်ငန်းတွေဆို KTV လုပ်ငန်းတွေပါညာအဲ့လိုမျိုးတွေလည်းတွေ့ရတယ်ကောက်ကွင်းဘာညာအဲ့ထဲမှာပဲရှိမယ်ဆိုတော့ဟိုလူနေအိမ်တွေတော့နေတယ်ပေါ့နော်ဆိုတော့ market မှာတော့ကျွန်တော်ကောက်ကွင်းနဲ့နီးတဲ့ဒီရေကန်နားနေလေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ
အနေနဲ့များတော့ကျွန်တော်တို့စိတ်ဝင်စားမှုလေးတော့ရှိကြတယ်ဒါပေမဲ့ကျွန်တော်ရန်ကုန်မန်းလေးနဲ့နီးတာတဲ့ဆိုင်သူကကျတော့ရက်ွက်ကြီးတစ်လို့ပဲမြို့ရှောင်းလန်းနဲ့နီးတဲ့နေရာဖြစ်တဲ့ကြောင့်လူကြိုက်တော့နေတယ်အဓိကတော့ကျွန်တော်တို့ဒီပဲခူးမှာဆိုရင်အကြမ်းမြင့်မြင့်မှတ်ထားမှာဒီရန်ကုန်မန်းလေးနဲ့နီးတဲ့နေရာမျိုးတွေကကျွန်တော်တို့ပို့ပြီးကောင်းတယ်ရန်ကုန်မန်းလေးနဲ့နီးတဲ့နေရာထဲမှာဒီဘက်ချမ်းနေဆိုတော့တိတ်တော့မကြိုက်ကြဘူးပေါ့နော်ကျွန်တော်ဒီဘက်ချမ်းဆိုပို့ပြီးတော့ကြိုက်ကြတယ်အဓိကတော့ကျွန်တော်တို့ဒီဘက်ချမ်းနေဆိုတာကျွန်တော်နည်းနည်းရေကြီးရေဝင်ကိစ္စလေးရှိနေပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်တို့သိထားရဲဆိုရင်ကောင်းပါတယ်ရက်ွက်ကြီး3ကတော့ကျွန်တော်တို့ခရမ်းနေပို့ပြီးတော့များမယ်ဒီစလစ်တို့ခရမ်းတို့လည်းစလစ်တွေပါရတွေ့ရတာလေးလည်းရှိပါတယ်နော်အဲ့တော့ကျွန်တော်ရက်ွက်ကြီး3ပါရက်ွက်ကြီး3ကတိတ်ထူးရင်းပြောစရာတော့မရှိပါဒီလောက်ပါနော်ပြီးရင်ကျွန်တော်တို့ရက်ွက်ကြီး3ပြီးရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုရင်ရက်ွက်ကြီး4ပေါ့နော်ဆိုရက်ွက်ကြီး4ကတော့ကျွန်တော်တို့ဒီရန်ကုန်မန်းလေးတဲ့ဒီရာသတွေ့လမ်းမှာပတ်ဝန်းကျင်တောက်လျှောက်မှာရှိတဲ့အနေအထားတွေမှာတွေ့ရတယ်ပေါ့နော်ဆိုတော့ရန်ကုန်သူလည်းပဲအဲ့ဒီတိုင်းပဲမဟာမြိုင်လိုပဲသူနဲ့ရန်ကုန်မန်းလေးတဲ့နေတဲ့နေရာမျိုးကိုပို့ပြီးတော့ကောင်းတယ်တေချာတစ်ခုကတော့ကျွန်တော်တို့ဒီဝယ်လိုအားမှာဆိုမဟာမြိုင်ရဲ့ဒီလိုမျိုးနေရာတက်စားမယ်ဆိုရင် तू ကတော့ပိုကောင်းတယ် तू ကတော့နည်းနည်းလေးနှိပ်တယ်ပေါ့နှိပ်တယ်ဆိုတာလုံးဝမကောင်းတာပြောချင်တာမဟုတ်ဘူးเนาะတကယ်စီးပွားရေးလုပ်လို့ကောင်းလို့နေရာမဟာမြိုင်နဲ့ရှင်းမယ်ဆိုတော့ तू ကတော့နည်းနည်းတော့နှိပ်တဲ့ထဲမှာတော့ပါတယ်ဒီလက်ရှိအနေထားမှာဆိုလို့ရှိရင်ဈေးတန်းနေမှာဆိုမဟာမြိုင်ထက်နည်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ခေါ်ရတဲ့ခေါ်ဈေးတွေကတော့နဲတာတွေရောတိတ်မတွေ့ရဘူးပေါ့နော်တန်းလူနီးပါးလောက်ကိုခေါ်တာပေါ့ကျွန်တော်ဆိုလို့ရှိရင်တော့တကယ်နေရွယ်နေမယ်စီးပွားရေးလည်းလုပ်မယ်နောက်မှရေရှည်အတွက်ဆိုရင်တော့ဒီမဟာမြိုင်ဘက်ပို့ပြီးတော့ရွေးချယ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ကိုကအေးချမ်းချမ်းနေခြင်းနဲ့စီမနောက်ရှင်ဘူးရန်ကုန်မန္တလေးနဲ့နီးနားဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီဘက်ချန်10မြောင်းလမ်းပေါ့နော်10မြောင်းဒီဘူချုပ်လမ်းကြားမှာရှိတဲ့ရက်ွက်ကြီးလေးကိုကျွန်တော်တို့ရွေးချယ်မှာပေါ့နော်တော်တော်များများ luxury vibe နေခြင်းတဲ့သူတွေကြပြောတော့တယ်ဒီ10မြောင်းလမ်းမကြီးပေါ်မှာအဓိကထားနေပြီးတော့ရှာနေတဲ့လူတွေဆိုလို့ရှိရင်လည်းတော်တော်လေးသဘောကျကြတယ်ပေါ့နော်ဒါရက်ွက်ကြီး6နဲ့လည်းဆက်သွားလိမ့်မယ်ပေါ့နော်ဒါနောက်ပြီးလည်း4ပြီးရင်5ပြီး6လာပြီးခါမှကြာရင်ကျွန်တော်တို့သိသွားလိမ့်မယ်ပေါ့နော်အဲ့တော့ရက်ွက်ကြီး4မှာဆိုလို့ရှိရင်ကျွန်တော်ဘာတွေများမလဲဆိုရင်တော့ကျွန်တော် KN တွေရှိမယ် permit တွေရှိမယ်ပေါ့နော်အဓိကတော့အခုရက်ွက်ကြီး2တို့3တို့4တို့ဆိုတဲ့အနေအထားတစ်ခုမှာဆိုရင်တစ်တို့တစ်ကတော့နည်းနည်းစာချုပ်လေးတချို့နေရာလေးလက်ခံပြီးလို့ရတယ်ဒါတော့ခုကြိုက်ပုံမူတည်မှာပေါ့နော်တချို့ကျတော့စာချုပ်လုံးဝမကြိုက်တဲ့လူတွေကမြို့ပြည်စာချုပ်ဆိုတဲ့အနေထားမကြိုက်နေမှာဝင်နေပေါ့နော်ဆိုတော့ကျွန်တော်တွေ့ရလေးရှိတာတော့ပြောရတာပေါ့နော်2 3 4ကတော့ကျွန်တော်အဓိကဒီ permit ခင်များမယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့4ရှိမယ်4ပြီးရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုရက်ွက်ကြီး9အကြောင်းပေါ့ရက်ွက်ကြီး9ကတော့ကျွန်တော်မဖြစ်မနေထည့်ပြောရမယ်ထဲမှာလည်းပါတယ်ဘာလို့ဆိုကျွန်တော်ရက်ွက်တွေ2တို့3တို့2တို့4တို့ဘာလို့ဆိုတာကျွန်တော်စားရစားတဲ့အဖြစ်ခိုင်မာတယ်ဖြစ်တဲ့ထဲမှာပါတဲ့ထဲမှာဈေးတန်းတွေထောင်ကနန်းတွေများသွားပြီပေါ့နော်အဲ့တော့ရက်ွက်ကြီး9ကျတော့သူကဘာကောင်းလဲဆိုလို့ရှိရင်စားစရန်ခိုင်ပါတယ်ခုနပြောတဲ့ potential လည်းရှိတယ်အထူးသဖြင့်ဒါလေကွင်းနဲ့ပတ်သက်လာရင်ပေါ့နော်လေကွင်းကဖြစ်လာရင်မဖြစ်လာဘူးဆိုတဲ့အနေအထားမှာတော့ဒါမျိုးမျိုးသုံးသပ်ချက်တွေရှိတယ်ဒါကတော့စိတ်ကြိုက်ကိုယ်သဘောကိုဆုံးဖြတ်လို့ရတယ်ပေါ့နော်အဓိကအဖြစ်တော့ကျွန်တော်တို့ဒီလက်တလောကျွန်တော်ပကူမှဆိုရင်ကျွန်တော်တို့ဘလောက်ဒီအဓိကထားဈေးတန်းအဝယ်လိုက်လဲဆိုရင်900 1000ဝန်းကျင်လေး900နဲ့1000ဝန်းကျင်ကြားမှာရှိတဲ့ဒါခရမ်းမြေမျိုးစားလေးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလက်တလောမှာအဝယ်အလိုက်တာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကျန်တဲ့ရက်ကွက်တွေကြီးလိုက်တဲ့ခါမှာဒီလိုမျိုးရက်ကွက်တွေဒီလိုမျိုးရက်ကွက်တောက်လျှောက်လုံးကကြတော့တကယ်တမ်းခရမ်းနေရဖို့ဆိုတာလည်းခက်တယ်လို့900 1000နဲ့ခရမ်းရဖို့ခက်တဲ့ခါကျတော့ဒီရက်ကွက်ကြီး9ထဲမှာဆိုရင်တော့ကျွန်တော်တို့ကအဓိကထားပြီးတော့ဒီခရမ်းလေးရနေတဲ့အနေအထားလေးမှာတွေ့ရသေးတယ်ပေါ့နော်လုံးဝကြီးပေါ်နေတာမျိုးတဲ့စားလို့ရှိရင်ဒီတော့ပိုင်းဆိုတော့နည်းနည်းရှားလာတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဒီရက်ကွက်ကြီး9မှာဆိုရင်ကျွန်တော်တို့ပါလန်းရှိမယ်ဆိုရင်ကျွန်တော်တို့ဗဟိုလန်းခေါ်ဝင်းစုရီလန်းလို့လည်းခေါ်ကြရတယ်ပေါ့နော်ပြီးတော့ဝင်းစုရီတက်ခုကမ်ပိနာလန်းဆိုပြီးခေါ်ကြတဲ့ထဲမှာပါတဲ့ခါကျတော့သူကအိုက်ကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြိုက်ပုံထိပေါက်ပါပေါ့နော်ကြိုက်ပုံဖျားအောင်မှာဒီလိုမျိုးလန်ပြီးတော့သူကကြိုက်ပုံရဲ့ဒီလို white လုပ်ပြီးတော့ဒီလန်းနဲ့ဒီလိုထွက်သွားတဲ့ခင်မှာဒီတောက်လျှောက်ဒီလန်းတောက်လျှောက်လေးကိုဒီဒါကြိုက်ပုံဖျားလန်းပေ200လန်းပေါ့ပေ200လောက်ရှိမယ်ပေါ့နော်ပေ200ရှိမယ်ဆိုတော့ဒီလမ်းမရဲ့ကိုဒီဝင်းစုရီကပေါက်တဲ့ခါကျဒီရက်ွက်ကြီး9ထဲမှာဆိုရင်ဒီကောင်ကပို့ပြီးတော့ကျွန်တော် strong ဖြစ်တယ်ဒီဘက် channel တွေကတော့ပုပ်ပွေလင်းလင်းပြောရင်ဒီကောင်ဆိုလို့ရှိရင်တော့ဒီကောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်တော့ကျွန်တော်တမိန်ပြန်လန်းဒါဆိုတမိန်ပြန်လန်းစီပေါ့နော်တမိန်ပြန်လန်းဒီနားမှာဆိုရင်ကျွန်တော် 28B တို့ဘာလို့ပြန်ဖြစ်သွား 28B ဆိုတာကကျတော့ကျွန်တော်ဒီဘက်မှာဆိုရင်လင်းကွင်းတွေပါရှိမယ်28B ဆိုရင်ကျွန်တော်ဝင်တဲ့အရာတွေပါရှိမယ်ပေါ့ဆိုတော့ဒီဘက် channel တွေကတော့လူကြိုက်နေတယ်ဟိုဒါမြေတွေကတော်တော်လေးကိုအောက်ကိုစောက်ဆင်းသွားတဲ့ဟာမျိုးတွေများတယ်အဲ့တော့ရက်ွက်ကြီး9မှာဆိုပခိုလန်းအောင်ပြီးခိုးပြီးတော့မှဆင်းကျွန်တော်တို့အင်ချမ်မြေစည်းတွေကသွားကြတယ်အဲ့ဒီထက်မှကြိုက်မုံနဲ့ဒီဘက်နီးလေးကျွန်တော်တို့ကဘာပြဿနာနိုင်ရှိတယ်ရှိတယ်ဆိုရင်စားစံတဲ့ကိစ္စအရှုပ်ချင်းပိုင်းတွေတတိထားဖို့လိုအပ်တယ်ပေါ့နော်ခုနပြောဆိုဒီတရက်ကွက်လုံးကတော့တတိထားတဲ့နေပါဆိုတော့
အခုအရင်အခြေအနေတွေတိုင်းကကျွန်တော်စားဆန်တဲ့တန်မိုးတွေဘယ်လောက်မှမရှိတဲ့ကာလတွေဆိုတော့စားဆန်တဲ့ပတ်သက်လာရင်တချို့တွေဆိုရင်နောက်ဆုံးထိမလုပ်ထားမျိုးတွေတွေ့ရတယ်အဲ့တော့နောက်ဆုံးထိလုပ်ထားတဲ့စားဆန်တဲ့မျိုးစားတွေမျိုးဆိုရင်ဝယ်ပါဆိုတာဟိုနောက်ဆုံးထိဆိုတဲ့အခါမှာကျတော့ခရမ်းနေပါဆိုကရုံးဆိုလဲကိုကပြန်လျှောက်လို့ရတဲ့အနေထားမှာရှိလားပြန်ကြည့်ပေါ့နော်ဒါမျိုးလေးတေချာစစ်ဆေးဝယ်ယူတိုက်တွန်းလို့တယ်ဘာလို့ရက်ွက်ကြီးငါးကကျတော့ရောင်းဝယ်လုပ်ခဲ့ပူးသမျှအဲအဲရောင်းဝယ်တွေတိုင်းမှာကျွန်တော်တို့10ခုလောက်ရောင်းဝယ်ဆိုင်သူကဟိုဟို4ခုကနေ5ခုလောက်ပြတ်ဖူးတယ်ပေါ့နော်ဆိုတော့တော့အရောင်းဝယ်တစ်ခုဆိုင်ပြီးစားစားတန်းကြောင့်ပြတ်တယ်ဆိုတဲ့အနေထားမှာကျတော့ကျွန်တော်တို့ကရက်ွက်တစ်ခုမှာ10ခုရှိတယ်ဆိုလို့ရှိရင်တစ်ခုစားနှစ်ခုစားလောက်ပဲစားစားတန်းမှားလို့ကျွန်တော်တို့ကအရောင်းဝယ်ပြတ်တာမျိုးကများတယ်ပေါ့နော်ဆိုတော့ဒီရက်ွက်မှာတော့ဟိုရောင်းဝယ်လုပ်ပူးခဲ့တဲ့လွန်ခဲ့တဲ့နှစ်တွေကနေချီမယ်ဆိုလို့ရှိရင်တော့တော်တော်လေးသတိထားစရာတော့ကျွန်တော်တို့ကြုံတွေ့ရမယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကျွန်တော်တို့သိနေဖို့လေဒါရက်ွက်ကြီး9နဲ့ပတ်သက်တဲ့အချက်လက်လေးပေါ့နော်ဆိုတော့ဟိုနောက်တစ်ခုကတော့ကျတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုရင်ရက်ွက်ကြီး6ပေါ့ရက်ွက်ကြီး6နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ရက်ွက်ကြီး6ကကျတော့ကျွန်တော်တို့ဒီနောက်ပိုင်းပေါ့နော်ဒီနောက်ပိုင်းကျွန်တော်တို့ကားဂိတ်ဘကူကရန်ကုန်ကလာမယ်ဆိုကားဂိတ်ကကျတော့ကျွန်တော်တို့ဒီသမိန်ဗျန်းလန်းရဲ့ဒါကျွန်တော်သမိန်ဗျန်းလန်းပေါ့နော်ဒါသမိန်ဗျန်းလန်းမကြီးတမင်ဗျန်းလမ်းမကြီးရဲ့ဒီထိလောက်ပဲကျွန်တော်ကားဂိတ်ရသွားလို့ရတော့ပေါ့နော်အဲ့ဆိုရန်ကုန်ကလာမယ်ဆိုရင်ကျွန်တော်ကားဂိတ်ဒီလာဒီဘက်ဒီရက်ဆက်သွားလို့မရတော့ဘူးပေါ့နော်ဆိုတော့ဒီရက်ဆက်သွားလို့မရတော့ဘူးကျွန်တော်ဒီဘက်မှာဆိုမျိုးကင်းကနေဒီလိုမျိုးကင်းကနေဒီလိုပတ်မှာပေါ့နော်ဒီလိုပတ်မယ် sorry ဒီလိုပတ်မယ်ဒီလိုမျိုးတွေရှိမယ်ပေါ့နော်စားပြဒီဘက်ဟိုကျန်တဲ့ဟာတွေပတ်ရောက်သွားပြီဆိုတော့တမင်ပြန်လန်းဒီနားထိပဲကျွန်တော်တို့ကစီးတာဖြစ်တဲ့ကြောင့်ရေခွက်ကြီး6ကြတော့ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်လည်းဒါတာမဏီကျော်ဘုံကျောင်းရှိတဲ့ခါကျတော့ဒီဘက်မှာတာမဏီကျော်ဘုံကျောင်းရှိတယ်တာမဏီကျော်ဘုံကျောင်းရှိနေတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီဘက်ဘုံကြီးကျောင်းအဝင်လန်းတွေပါဆိုလို့ရှိရင်တော့ဈေးတန်းတွေကတော့ဒီကျောင်းတို့ဘာတို့ဟာလေးတော့ရှိတယ်ဒါပေမဲ့လူကြိုက်တော့နေတယ်သင်ပြန်လမ်းမပေါ်တော့လူကြိုက်များတယ်ဒါပေမဲ့ရောင်းနှမ်းမထွက်တာတော်တော်လေးလဲကြာပြီပြီးတော့ကညနာဘကိုတက်ကညနာလည်းရက်ွက်ကြီး6မှာရှိတာဖြစ်ကြမို့ဒီတောက်လျှောက်ကသင်ပြန်လမ်းတောက်လျှောက်ကရုံးနေများတယ်ဒီရက်ွက်ကြီး9ကိုသင်ပြန်လမ်းဒီလောက်ထိဖြတ်မှသာလေကျွန်တော်တို့ကနည်းနည်းလေးအလွတ်လေးများဒါမှကျွန်တော်မြေတွေကအရင်တော့ဆိုတော်တော်လေး6တွေဖြစ်ပြီးတော့တေချာလေးဖို့ထားတဲ့ဟာမျိုးကြောင့်ပေါ့နော်တချို့ကြတော့လည်းဂုံးတွေဖြစ်နေတာမျိုးတွေတွေ့ရတယ်အဲ့တော့ဒီရက်ွက်ကြီး6မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရုံးဌာနတွေအဓိကထားပြီးများတယ်ဥပမာကျွန်တော်တို့ဒီရန်ကုန်မန်းလေးကနေဝင်ချင်းဝင်လာပြီဆိုတာနဲ့ကျွန်တော်တို့ဘေးနောင်လမ်းပေါ့နော်ဘေးနောင်လမ်းဆိုဒီလိုမျိုးလမ်းပြတ်တစ်ခုရှိတယ်အဲ့ဒီလမ်းပြတ်တစ်ခုကျော်လာပြီဆိုတာနဲ့ညာဘက်ရေဖုံးကြောင်ဘက်မှာကျွန်တော်တို့ကဒီကညနာပေါ့နော်ကညနာစသဖြင့်ပေါ့နော်ရက်ွက်တွေတစင်ကြီးစီကျွန်တော်တို့ကသွားမယ်ပေါ့သွားပြီးတော့မှတစင်ကျွန်တော်တို့အနေနဲ့ဒီရက်ွက်ကြီး6ရဲ့ရောင်းနှန်းတွေကသွားတယ်ပေါ့နော်အဲ့ရက်ွက်ကြီး6ကျတော့ပို့ပွင့်လင်းလင်းပြောရရင်လူကြိုက်နေတဲ့ထဲမှာမပါတော့မပါဘူးဒါပေမဲ့ခုနပြောဆိုရက်ွက်ကြီး2တို့နှစ်လောက်ထိကောင်းတယ်ဆိုတဲ့အနေအထားတခုတော့မတွေ့ရဘူးဒီအဓိကရန်ကုန်မန်းလေးကိုအဓိကအခြေခံတဲ့ထဲမှာပေါ့နော်နောက်တစ်ခုကလိုချင်တိုင်းလဲဒီတမင်ပြန်လမ်းမပေါ်ကလည်းအခုချိန်မရောင်းနိုင်မထွက်ဘူးအဓိကဒီကေအန်တွေများမယ်ပါမစ်တွေများမယ်ပေါ့နော်တော့ကျွန်တော်တို့စာချုပ်တွေကတော့မတွေ့ရဘူးနောက်ပိုင်းဒီရက်ွက်ကြီးဒီဥတ္တမျိုးတွေရက်ွက်တစ်ခွင်းကကြတော့စာချုပ်နေပါတယ်စာချုပ်တွေပါရှိရဆိုရင်တော့တတိထားပေါ့နော်ကိုဝယ်တဲ့အခါမှာဆုံးရှုံးနေတာကိုပုံမများအောင်ပေါ့ဆိုတော့ရက်ွက်ကြီး6ပြီးရင်ကျွန်တော်ရက်ွက်ကြီးခွန်အကြောင်းလေးပြောမယ်ခွန်ကတော့ဥပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်ခွန်ကကြတော့ကျွန်တော်တို့ခွန်ကကြတော့အခုနောက်ပိုင်းကျွန်တော်ဟန်တာသီရိစီမံကိန်းနဲ့ဒီလိုမျိုးလေးဆက်သွားမှာခြားထဲမှာသူကအလဲထဲမှာဖြစ်သွားမှာတော့ကျွန်တော်ဟန်တာသီရိဆိုရင်ကျွန်တော်တို့ကအသိတဲ့အတိုင်းပဲကျွန်တော်တို့ဒီကျော်စောနောက်ကျော်အကွက်တွေပေါ့နော်ဆိုတော့ဒီအဲ့ဟာနဲ့အရင်တော့ဟန်တာသီရိမရှိခင်ကတော့ခွန်နဲ့ရှစ်နဲ့ကြားမယ်သွားပြီးတော့အခုကျတော့ဟန်တာသီရိအလဲလောက်မှာဝင်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ ਨੇ ရက်ွက်ကြီးခွန်ကကြတော့အဓိကတော့ကျွန်တော်ဗိုလ်ချုပ်လန်ရှိမယ်ဗိုလ်ချုပ်လန်ရှိမယ်အဲ့ဒီဗိုလ်ချုပ်အောင်ဆန်းလန်းဒီဘက်လမ်းရှိမယ်အဲ့ဗိုလ်ချုပ်အောင်ဆန်းလန်းကနေဒီရထားလမ်းမရောက်ခင်ပေါ့နော်ဒီလိုမျိုးလမ်းထီကရထားလမ်းမရောက်ခင်ဒီဘက်လမ်းဒီမှာဆိုရင်ကျွန်တော်တို့ဒီဘက်မှာကိုပိုင်ကျောင်းတွေရှိမယ်ကျွန်တော်တို့ပြီးလို့ရှိရင် restaurant bar တွေရှိမယ်ဒီလောက်ပါပဲပြီးရင်ကျွန်တော်တို့နောက်ပိုင်းစီမံကိန်းလေးလုပ်မယ်ပါညာပေါ့နော်ဟိုယာထားတဲ့မြေတွေဖို့ထားတဲ့ပါညာတော့ရှိဒီကရုပ်ကြီးခွန်တို့ဒီဘက်ချန်တောက်လျှော့ကြတော့ကျွန်တော်တို့ရေကိစ္စတွေကအမြဲတမ်းကြုံတွေ့ရတဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်လူကြိုက်တော့တော်တော်လေးကိုနေတယ်ဟိုတော်တော်လူကတော့ဟိုဒီမှာ invest လုပ်ဖို့ဆိုတော့တော်တော်စဉ်းစားစရာပေါ့နော်အဲရုပ်ကြီးခွန်နဲ့ပတ်သက်လာပြီဆိုတော့ကျွန်တော်မဟာမြိုင်ပေါ့နော်မဟာမြိုင်ဒါတော့မဟာမြိုင်လမ်းပဲတပင်ရွှေဒီဒီဘက်မှာဆိုကျွန်တော်ဆေးရုံရှိမယ်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုတယ်အင်းဝရှိမယ်ပေါ့နော်အောင်ဆေးရုံတို့ဟိုတယ်အင်းဝတို့ရှိမယ်ဒီမှာမြကြီးညိုလမ်းမကနေပြီးကျွန်တော်ဒီဗိုလ်ချုပ်လမ်း10မြောင်းလမ်းထိကျွန်တော်တို့ပြန်ပေါက်မှာပေါ့နော်စသဖြင့်ပေါ့အဲ့တော့ရက်ွက်ကြီးခွန်မှာဆိုရင်ကျွန်တော်ရက်ွက်ကြီး1ကနေပြီးတော့9
9/1ကနေ9/4ဆိုပြီးရှိတယ်ပေါ့နော်ကျွန်တော်မဟာမြိုင်ဘက်ထိရှိမယ်ဆိုတော့သူကတော့ဟိုရေတွေရေရေတွေကြောင့်သူကတော့နည်းနည်းလေးလူကြိုက်နေတယ်ဟိုဈေးတန်းကတော့ခုနပြောဆိုဒီကောင်လေးနဲ့ရှိမယ်ဆိုရင်ဥမာဒီကောင်ကဘယ်လောက်ပေါက်လဲဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ချမ်းဆိုရင်ကျွန်တော်တို့က1000လောက်ပေါက်တယ်ဆိုရင်ဒီဘက်မှာ2500လောက်ပေါက်နေတဲ့အနေထားကိုတွေ့ရတယ်ဈေးဟတာတစ်စခွဲလောက်ဟနှစ်စခွဲလောက်ဟနေတဲ့အနေထားမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်တို့သိထားဖို့လိုရတယ်ရပကြီးခွန်ကကြတော့ဈေးနှုန်းနည်းနည်းနဲ့နောက်ပိုင်းဘယ်လိုပြောမလဲနောက်ပိုင်းဒီရေဝင်ရေတက်လည်းကိစ္စသိပ်မရှိဘူးဆိုတော့အဲ့တော့ရေကိစ္စကလည်းတဖြည်းဖြည်းနဲ့ဖြည့်ရှင်းပြီးသွားနိုင်လိမ့်မယ်ဆိုတော့ယုံကြည်တဲ့လူတွေကတော့ဝယ်လို့ရတယ်ပေါ့နော်ဒါရပကြီးခွန်ရပကြီးရှစ်ကတော့ကျွန်တော်တို့ပို့ပြီးတော့လူနေနေပါတယ်ရပကြီးရှစ်မှာလူနေနေတယ်ဘကိုးမှာလူကြီးကကျွန်တော်လေးလာရတော့4သိန်းဝန်းကျင်လောက်ပဲရှိတယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင်ရကွက်ကြီးရှစ်ကကျွန်တော်လူကြီးတော်တော်လေးနေတယ်ခုနပြောဆိုကျွန်တော်တက္ကသိုလ်တွေနောက်ဒီမှာဆိုဖျားသုံးစုတွေပါရှိသွားပြီပေါ့နော်ဖျားသုံးစုပြီးကျွန်တော်ဒီမှာတက္ကသိုလ်တွေပါရှိမယ်ဆိုတော့ဟိုရကွက်ကြီးရှစ်လည်းလူနေနေတယ်ရကွက်ကြီးကိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဆောင်းတွေပါဆိုဒီနာတစ်ဝိုက်ရှိမယ်ဆောင်းတွေပါဒီနာတစ်ဝိုက်ရှိပြီးတော့မှတစ်စင်းကျွန်တဲ့ဒီလိုနေရာမျိုးနေဆိုရင်လူနေနေသွားပြီပေါ့နော်ဒီလိုနေရာလေးလောက်ပဲကျွန်တော်လူနေနည်းနည်းလေးစိတ်ကျွန်တော်တို့ရက်ွက်ကြီးတစ်ကနေပြီးတော့ကိုးပေါ့နော်ကိုးပြီးရင်ကျွန်တော်တို့ကဟိုဒီမြို့တစ်ထဲမှာပဲရှိတယ်ရှားရက်ွက်လေးရှိသေးတယ်ဒီကလျာဏီတို့မာဇင်းတို့ကျွန်းတာယာတို့ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့12ပေါ့နော်12ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်းတာယာဖြစ်သွားပြီပေါ့ကျွန်းတာယာကတော့နည်းနည်းဟိုဒီရက်ွက်ကြီးခွန်လိုပဲရေတက်ရေဝင်ကိစ္စလေးတော့ရှိတယ်ဒီရန်ကုန်မန္တလေးလမ်းမပေါ်ဆိုစီဆိုင်တွေပါတော့ရှိတယ်အခုနောက်ပိုင်းဆိုကျွန်တော်တို့ဒီဘက်မှာဆိုရင်ပို့ပြီးစီလာတယ်ဒါဆိုကျွန်တော်တစ်လန်ထိပ်ဖြစ်မယ်ပေါ့နော်တစ်လန်ထိပ်ဒီဘက်မှာစီလာဒီဘက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ခုဖူတိုဆိုအသစ်ဝယ်လာတယ်ဖူတိုတွေရှိမယ်ပြီးရင်ကျွန်တော်တို့ဒီຫນွေဘိုးအိမ်လိုမျိုးဒီဝတ်စားဆိုင်တွေစသဖြင့်ပေါ့နော်တော်တော်များများဒီဘက် Trisha တို့ဘာလို့ Trisha ကျကျွန်တော်တို့ဒီဘက်ကလျာဏီရန်ကုန်မန္တလေးကလျာဏီတော့မကြဘူးဒီကျွန်းသားရထဲပဲဝင်မှာပေါ့နော်ဒီလိုပုံစံမျိုးတွေရှိမယ်ပြီးရင်ကလျာဏီရက်ကွက်ပေါ့နော်ကလျာဏီရက်ကွက်ကတော့ဒါကျွန်တော်တို့ကရှေ့ဟောင်းနေမြေလို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုနေရာမျိုးတွေမှာဆိုစာချုပ်တွေပို့ပြီးတော့များမယ်ကျွန်တော်ရှေ့ကခုနပြောခဲ့တဲ့ရက်ကွက်တော်တော်များများမှာစာချုပ်တော်တော်နေတယ်ကလျာဏီကတော့စာချုပ်များတဲ့ထဲမှာပါတယ်စလစ်တွေလည်းတွေ့ရတယ်ဂရန်တွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်17ကကြတော့ကျွန်တော်ဘာဖြစ်မလဲဆိုကျွန်တော်မာဇင်းရက်ကွက်ဖြစ်မှာပေါ့နော်မာဇင်းရက်ကွက်ကတော့ဘယ်လိုပုံစံမျိုးရှိမလဲဆိုရင်အဓိကကျွန်တော်မဟာစေတီရှိမယ်ဆိုတော့မဟာစေတီဖះရှိမယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့အိုးလေးစုတို့ဘာလို့ဒီဘက်ချမ်းလေးမှာရှိမယ်ပြီးဒီဘက်ရက်ကွက်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အိတ်ချမ်းမြေမှာတော့လူကြိုက်နေတဲ့ထဲမှာပါတယ်အဲ့တော့ဆိုသူ့ရက်ကွက်သူ့ဒေသနဲ့ပဲအဓိကထားဝယ်ပြီးတော့ဝယ်တာနေတာများတယ်ပေါ့နော်ဒီမှာကျွန်တော်ဟိုပြောလို့တဲ့ဟာတွေဘယ်ရက်ကွက်တွေဘယ်နားတွေဆိုတာ area လေးတစ်ခုကျွန်တော်ဆွဲပြပေးမယ်ပေါ့နော်ကျွန်တော်ဘကိုးမအောင်ဆိုရင်မေးများတဲ့နေရာလေးအဲ့တော့ဒီကနေအောက်ကနေစဆွဲမယ်ဆိုရင်ကျွန်တော်ဒီကနေဒီမှာဆို3လမ်းမြောက်လောက်ထိကိုလူအမေးရှိမယ်ရက်ကွက်ကြီးရှစ်မှာဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်မန်းလေးတောက်လျှောက်လူတိုင်းဘယ်နေရာမှာဆိုတော့အမေးရှိမယ်ပေါ့နော်ဒီလိုနေရာမျိုးတွေဆိုရက်ကွက်ကြီးရှစ်ထဲမှာပါနာကွန်လိုနေရာမျိုးတွေဆိုလူကြိုက်များတယ်ရန်ကုန်မန်းလေးနဲ့ညီတဲ့ဒီလိုနေရာမျိုးဘယ်နေရာမှာဆိုဒီလောက် range လောက်အတွင်းမှာဝင်လူစိတ်ဝင်စားတယ်နောက်တစ်ခုကဒီလိုမျိုးတောက်လျှောက်ပေါ့နော်ဒီလိုမျိုးဆိုရင်ကျွန်တော်လူစိတ်ဝင်စားတယ်ပြီးမဟာမြိုင်ကတော့တရက်ကွက်လုံးစိတ်ဝင်စားရက်ကွက်ကြီးနှစ်တစ်ခုလုံးပေါ့နော်ပြီးရင်6လဲလူတိုင်းစိတ်ဝင်စားတယ်4လဲလူတိုင်းစိတ်ဝင်စားတယ်5ဆိုလို့ရှိရင်လည်းဒီဝင်းစုရီလမ်းမလို့ခေါ်တာပေါ့နော်ကြိုက်ပုံဖျားလမ်းထိပေါက်တယ်ဒီနားထိကလူစိတ်ဝင်စားမှုများတယ်ကျွန်တော်အမြဲတမ်းအယောင်းဝယ်နေပတ်သက်တဲ့အခြေအနေမှာဆိုလို့ရှိရင်လူမေးများတဲ့ဟာလေးပေါ့နော်ဆိုတော့ဟိုနောက်တော့ကလျာဏီပေါ့ကလျာဏီကတော့ပို့ပွင့်လေးမျိုးလူမေးနေပါတယ်သူ့ရဲ့ကွက်ထဲကလူသူ့အနေနဲ့သူကြိုက်ပြီးတော့ဝယ်သွားတာမျိုးကများတယ်အခုကျွန်တော်ဆွဲပေးတဲ့နေရာတွေလောက်ပဲနောက်တစ်ခါကြီးရက်ကွက်ကြီး9ဒီဘက်ထဲမှာဆိုကျွန်တော်28ဘီတို့ဘာလို့ပတ်စမ်းနေဆိုတော့နည်းနည်းလူမေးတော့ရှိတယ်ဒီကတော့ကျွန်တော်တို့ကုန်တင်ကုန်ချရန်ကုန်မန်းလေးနဲ့နီးsorry မြို့ရှောင်းနဲ့နီးတဲ့ဖြစ်တဲ့ကြောင့်မို့အတွက်အဆင်ပြေတဲ့ဟာမျိုးလေးဆိုတော့လေဒီဘက် channel လေးရွေးများကြဒါကတော့ကျွန်တော်တို့ဒီဥဒ္ဒမျိုးတစ်တခွင်တောက်လျှောက်မှာဖြစ်နေတဲ့အနေအထားတစ်ခုပေါ့နော်ကျွန်တော်တို့9မြို့မှာဆိုရင်များတာပေါ့အဲ့ဒီထဲမှာမှကျွန်တော်မျိုးရင်းမိုင်းကြီးကတော့ကျွန်တော်ရက်ွက်တွေကတော့အများကြီးရှိမြင်ဒီမှာဆိုကျွန်တော်ကြောက်ကြီးစုသွန်းဖျားစသဖြင့်ပေါ့နော်ဒါတောက်လျှောက်တော့ရှိမြင်အဲ့တော့ကျွန်တော်တခါတည်းပဲတန်းပြီးတော့ပဲပြပေးသွားမယ်ဒါကတော့ဟိုမျိုးမှာလက်ရှိနေတဲ့လူတွေပေါ့နော်ဒီမြို့ထဲမှာကျွန်တော်အရင်တော့ဆိုရင်ကဒီ socialist ထဲမှာနေခဲ့တာပေါ့နော်ဒီနားလောက်မှာပေါ့နော် socialist မှာနေခဲ့တဲ့ခါကျတော့ကျွန်တော်တို့ဒီ marketing land ဆိုတာကကျတော့ငယ်ငယ်တော့ဆိုရင်သွားပြန်ကျွန်တော်တို့ဆိုရင်ဟိုသွားပြန်မြဲတဲ့လမ်းလျှောက်ရတာပေါ့နော်မြဲသွားနေလာနေကြဆိုတော့ဒီလမ်းမှာပေါ်ဒီမှာဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးတွေဖြစ်လဲပေါ့အဓိကတော့ကျွန်တော်ပဲခူးမြို့မှာဆိုရင်
ကျွန်တော်တို့ဒီမျိုးရင်းပိုင်းပေါ့နော်ဒီ socialist Morgan တဝိုက်ဥဒ္ဒါသီရိတဝိုက်တောက်လျှောက်လုံးကပို့ပွင့်လင်းလင်းပြောတော်တော်လေးကိုစီတဲ့အထက်မှာပါပြီးလူဦးရေကျွန်တော်ပဲခူးမြို့ရဲ့လူဦးရေအများဆုံးနေရာဟိုတော်တော်လေးကိုတိတ်တဲ့နေရာတစ်ခုထဲမှာပါတယ်ဟောတော့ဝယ်မယ်ဆိုလို့ရှိရင်ကခုနပြောဆိုဒီလိုနေရာမျိုးတွေမှာကတ်ဖလိုတော့ဖန်တီးလို့တော့ကောင်းတယ်ဒါပေမဲ့ပြဿနာကဒီနေရာတွေမှာစာချုပ်တွေကပိုများနေတဲ့ပြဿနာမြို့မြေစာချုပ်ဆိုပြီးအမှန်တော့မြို့မြေဆိုတော့ပိုင်ဆိုင်မှုတော့မဟုတ်ဘူးတော့မြို့မြေစည်ရင်းထဲမှာပဲတွင်းထားတာပေါ့နော်ဆိုတော့စာချုပ်တွေကများမယ်ဘိုးဘပိုင်တွေတွေ့ရမယ်ကျွန်တော်ဂယံတွေဂယံတွေလည်းတွေ့ရမယ်ပေါ့နော်အဲ့ဒီထက်မှာကျွန်တော်တို့ပဲခူးရဲ့တကယ်လက်စွေကြတဲ့နေရာလို့ပြောလို့ရှိရင်ဒီလိုနေရာမျိုးတွေပေါ့နော်အိုင်ကွန်တဝိုက်ဒီပြီးလို့ရှိရင်ကျွန်တော်တို့ဒီအိုင်ကွန်တဝိုက်အာအဲစိန်ထုံးတဝိုက်တို့ပေါ့နော်ဒီလိုမျိုးနေရာမျိုးရှင်မော်တော်ဖျားနဲ့နီးတဲ့နေရာမျိုးတွေဒီလိုနေရာမျိုးတွေကလုံးဝဒါပြောရမယ်ဆိုလို့ရှိရင်လုံးဝလက်စွေကြတဲ့နေရာတွေပေါ့နော်အဲ့ဒါအပြင်မှာဒီဘက်ချမ်းနေကြပြန်တော့ဒါကျွန်တော်တို့တိတ်ပြီးနည်းနည်းဟိုသူကနဲ့သူရက်ကွက်နဲ့သူပဲသွားကြတာများတယ်ပေါ့နော်ဒီဘက်တွေဆိုလဲရှင်မော်ဒါဆိုရှင်မော်တော်ဖျားပေါ့နော်ရှင်မော်တော်ဖျားတယောက်ဆိုစိတ်ဝင်စားတယ်ဒီဘက်တွေလည်းဆိုလို့ရှိရင်သူ့ရက်ကွက်နဲ့သူနဲ့ပဲသွားကြတာများတယ်ဒီဘက်တွေလည်းသူ့ဟာနဲ့သူသွားတယ်ဒါပေမဲ့သူ့ရက်ကွက်နဲ့သူသွားတာမျိုးကများတယ်ဒီဘက်တွေဆိုနည်းနည်းဟိုရေကိစ္စလေးနည်းနည်းလေးတော့ရှိမယ်ပေါ့နော်ဒီဘက်တွေဆိုတော့ရေကတော့ကျွန်တော်လွတ်သွားနိုင်လွတ်သွားတယ်ပေါ့နော်အဲ့ဆိုဘကိုးကတော့ဒီခုနပြောဆိုဖျားလန်းတစ်ချောက်ရွှေမော်တော်တစ်ချောက်ရွှေမော်တော်တစ်ချောက်ကျွန်တော်တို့ဒီနိုင်စဉ်အိုင်ကွန်တစ်ချောက်ကတော့ကျွန်တော်တို့လူကြိုက်အများဆုံးနေရာတွေဒီလိုနေရာမျိုးတွေလူကြိုက်အများဆုံးနေရာတွေပေါ့နော်ဒီထဲမှာပုံနေစုကတော့နည်းနည်းတော့ငုတ်ဝိုင်းထဲမှာတော့ပါတယ်ဒီတခြားနေရာတွေတက်ဆိုင်ရေတက်တာမေးလို့ရှိရင် socialist Morgan ဒီဥဒ္ဒါတို့ဥဒ္ဒါ theory တို့ထီကတက်တဲ့ထဲမှာပါမက်ကလေးလမ်းဆိုကျွန်တော်ရေအရန်တက်တဲ့နှစ်တွေမှာဆိုလို့ရှိရင်တောက်လျှောက်ကဘာဖြစ်လဲဆိုဟိုကျွန်တော်ဟိုမီးတွေအဲ့မှာကယ်ဆယ်ရေးတွေလောက်ကြအောင်လေလောက်ကြတော့အပေါ်ကနေမီးဆိုင်ထိုးပြီးတော့အဲ့မက်ကလေးလမ်းတစ်လျှောက်ကိုကျွန်တော်ကယ်ဆယ်ရေးလုပ်ခဲ့ပူတဲ့အတွေ့အကြုံတွေရှိခဲ့ဘူးတွေပေါ့နော်ဆိုတော့ရေတက်လာမတက်လာဆိုတဲ့ဟာအဲ့တော့ပဲခူးရဲ့အနေထားတော်တော်များများကျတော့အဲ့လိုပုံစံမျိုးမှာရှိမယ်ဈေးတန်းတွေကတော့ပြိုရင်းမိုင်းတွေကတော့ပို့ပြီးတော့မြောက်မယ်ပေါ့နော်ဆိုတော့ပြိုရင်းမိုင်းမှာကျတော့ကျွန်တော်တို့ကဥပမာပေါ့20 60တကွက်ကကျွန်တော်တို့ဒီဥဒ္ဒါမျိုးသေးရဲ့နေရာတွေမှာဆိုကျွန်တော်40 60နေကျွန်တော်ညီမျှတယ်အဲ့ဒါဥမာဒါနားလဲအောင်အချမ်းပြပြတာပေါ့နော်ဒီမှာရှိတဲ့20 60ကဒီဘက်ချက်မှာရှိတဲ့40 60နဲ့ညီတယ်ဒီဘက်40 60ကဒီဘက်မှာ80 60နဲ့ညီသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆို80 60ဆိုပြီးချမ်းပြင်းကျွန်တော်တို့မှတ်လို့ရတယ်ပေါ့နော်ဒါကတော့ဟိုကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုရင်ကိုယ့်ရဲ့တိုးတက်မှုနဲ့လက်ရှိဖြစ်နေတဲ့အနေထားပေါ့နော်အဲ့မှာတော့ဟိုရန်ကုန်တို့ဘာတို့တခြားမြို့နေရာလူတွေ invest လုပ်မယ်ဆိုလို့ရှိရင်တော့ဒီမြို့ရင်းပိုင်းတွေကတော့မှန်တယ်ဒါပေမဲ့စာချုပ်တွေများတာဖြစ်တဲ့ကြောင့်မို့စာချုပ်မကြိုက်တဲ့လူတွေကတော့ကျွန်တော်ဥဒ္ဒါမျိုးသစ်ဘက်တွေမှာတိကျထားပြီးရင်းနှီးမြှုပ်နှံဖို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ပဲခူးမြို့အိမ်ချမ်းမြေဝယ်ယူတဲ့အခါမျိုးတွေမှာဆိုရင်ဒီပဲခူးမြို့ရဲ့အဓိကနေရာချက်ချတဲ့နေရာတွေကိုတေချာလေးရွေးချယ်တဲ့ပူနဲ့ကိုဝယ်တဲ့အခါမှာဘာတွေသတိထားသင့်တယ်ဆိုတာလေးကိုပြပြချင်းဖြစ်ပါတယ်ခင်ဗျာဟိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်နေ့ဒီမှာလည်းတက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီပဲခူးမြို့အင်ချမ်းမြေဈေးကွက်30ချက်လေးလုပ်ပေးသွားပါမယ်